မိုင်းမှာစစ်ပွဲတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့1932ခုနှစ်ဩစတြေးလျနိုင်ငံကစစ်ပွဲကတော့လုံးဝကိုထူးဆန်းပါတယ်။ဩစတြေးလျစစ်တပ်ကသူတို့ရဲ့စစ်လက်နက်အင်အားအပြည့်အစုံနဲ့တိုက်ခဲ့တာတခြားနိုင်ငံနဲ့မဟုတ်ပါဘူး။ပြန်တန်းနိုင်ခြင်းမရှိတဲ့အီမူးလို့ခေါ်တဲ့ငှက်အုပ်စုတစုနဲ့ပါ။ပထမကမ္ဘာစစ်အပြီးမှာဩစတြေးလျအစိုးရကစစ်ပြန်တွေကိုအနောက်ပိုင်းဩစတြေးလျမှာနေရာပေးပြီးတော့ဂျုံစပါးစိုက်ပျိုးဖို့ကိုအားပေးခဲ့ပါတယ်။ဒါကသူတို့ရဲ့စီးပွားရေးအခက်အခဲတွေကိုဖြေရှင်းဖို့အတွက်ကိုကြိုးပမ်းခဲ့တာပါ။ဒါပေမဲ့ဒီလိုကတ်ဆိုင်နေတဲ့အချိန်မှာပဲနိုင်ငံအတွင်းပိုင်းကနေအကောင်ရေ2000ခန့်ရှိတဲ့ဒီအီမူးလို့ခေါ်တဲ့ငှက်အုပ်စုကြီးကအစာနဲ့ရေရှာဖွေရင်းနဲ့မှဒီစိုက်ခင်းနေစီကိုသူတို့ကရောက်ရှိလာတယ်ပေါ့နော်။တောင်သူတွေတက်ကတော့အီမူးတွေကရန်သူတွေဖြစ်လာခဲ့တာပါ။ဒီအေယာမငှက်ကြီးတွေကဂျုံတွေကိုစားတယ်ခြေနဲ့နင်းဖြတ်ပြီးတော့မှဖြတ်စည်းရုံမကပဲနဲ့ခြံစည်းရိုးတွေကိုပါဖြတ်ကျော်ပြီးတော့ဖြတ်စည်းခဲ့ပါတယ်။ဒီလိုနဲ့ယုံတွေလိုမျိုးတခြားပိုးမွှားတွေပါဝင်လာနိုင်တဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်။တောင်သူတွေဟာသူတို့ဘာသာဒီငှက်တွေနဲ့တိုက်ခိုက်ဖို့အတွက်ကိုကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့အီမူးရေတွက်တွေကများလွန်ပြီးသူတို့မှရှိတဲ့တနက်တွေကလည်းမလုံလောက်ခဲ့ပါဘူး။အီမူးတကောင်ကကြည်စံပေါင်းများစွာထိမှန်ရင်တောင်မှဆက်ပြေးနိုင်တဲ့ခံနိုင်ရည်ရှိနေကြတာပါ။ဒါကြောင့်မို့လို့ဒီစစ်ပြန်တောင်သူတွေကသူတို့ရဲ့အတွေ့အကြုံအရအစိုးရစီကနေပြီးတော့ဆက်သက်နဲ့အကူအညီတောင်းခံခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးကဒီအကြံကိုသဘောတူပြီးတော့ဒီလူဝစ်လို့ခေါ်တဲ့ဆက်သက်နဲ့တွေနဲ့ကြည်စံ1000ကိုပေးပို့ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီလိုနဲ့တမိုင်းမှာအထူးဆန်းဆုံးစစ်စင်ရေးတစ်ခုဖြစ်တဲ့ဒီအီမူးစစ်ပွဲဟာ1932ခုနှစ်နိုဝင်ဘာလ2ရက်နေ့ကစတင်ခဲ့ပါတယ်။စစ်တပ်ကတော့လွယ်လွယ်ကူကူနဲ့အောင်မြင်သွားနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့မေဂျာမာရစ်ဦးဆောင်တဲ့တပ်စုကဒီကမ်ပိန်းဆိုတဲ့ခရိုင်ကိုရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့ပထမဆုံးဒီအီမူးတွေကိုနှိမ်နင်းဖို့အတွက်ရှီလန်းကိုစတင်ခဲ့လိုက်ပါတယ်။သူတို့ရဲ့အကြံကဒီအီမူးအုပ်စုကြီးကိုတောင်းပိတ်ပြီးတော့မှပြစ်ခတ်ခြင်းတွေပြုလုပ်ဖို့ပါ။ဒါပေမဲ့ငှက်တွေကသူတို့ထင်တယ်လို့မဟုတ်ခဲ့ပါဘူး။ပထမဆုံးဒီဆက်တနက်တန်ကိုကြားပြီဆိုတာနဲ့ငှက်တွေအကုန်လုံးဟာစနစ်တကျလေ့ကျင့်ထားတဲ့တပ်သားတွေလိုပဲချက်ချင်းကွဲပြီးတော့မှတကောင်နဲ့တကောင်ကပြန့်နှံ့ပြီးတော့မှအလင်းမြန်နဲ့ပဲပြေးထွက်သွားနိုင်ခဲ့ပါတယ်။စစ်သားတွေကငှက်တွေကိုလိုက်မိဖို့အတွက်စစ်တနက်ကိုကားပေါ်မှာတင်ပြီးမောင်းနှင်ပြီးတော့မှပြစ်ခတ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဒီလမ်းကျန်းတွေပေါ်မှာအီမူးတွေကစစ်ကားထက်တောင်မြန်နေပါသေးတယ်။ပြစ်ခတ်ဖို့ကြိုးစားတိုင်းလဲကားရဲ့တုံခါမှုကြောင့်ပြစ်မှတ်ကိုမထိခဲ့ပါဘူး။အကြိမ်ကြိမ်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ပထမအကြော့6ရက်အကြာမှာဒီအီမူးတွေကိုနှိမ်နင်းတဲ့ဒီလုပ်ငန်းကိုသူတို့ရပ်ဆိုင်းခဲ့ရပါတယ်။ကြည်စံ2500ကျော်သုံးပြီးတဲ့နောက်တက်နိုင်တဲ့အီမူးရေတွက်ကရာကနန်းအနှဲငယ်သာရှိခဲ့တာပါ။ကန်ဆိုးတာကဒီရရှုံးကသတင်းစာတွေကနေတဆင့်ဩစတြေးလျတနိုင်ငံလုံးနဲ့ကမ္ဘာကိုပါပြန့်နှံ့သွားခဲ့ပြီးအစိုးရအတွက်ကြီးမားတဲ့အချက်ရစရာဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့တောင်သူတွေရဲ့ဖိအားကြောင့်နိုဝင်ဘာလ23ရက်နေ့မှာစစ်တပ်ကဒုတိယအကြိမ်စစ်စင်ရေးကိုပြန်ဆခဲ့ရပါတယ်။ဒီတစ်ကြိမ်မှာတော့နည်းနည်းပို့ပြီးတော့စနစ်ကျခဲ့ပါတယ်။ဒါပေမဲ့လည်းဒီအီမူးတွေကလေးလာတင်ယူတတ်တဲ့ငှက်တွေလိုပါပဲပြစ်ခတ်မှုတွေကိုဘလို့ချောင်တက်ရမလဲဆိုတာသူတို့သိနေပုံရပါတယ်စစ်စင်ရေးမှုကိုယ်တိုင်ကအီမူးတွေရဲ့ခန္ဓာရည်ကိုရှိကျူးခဲ့ရပြီးတော့ဒီငှက်တွေဟာဆက်သက်နက်တွေကိုတင်ကားတွေလိုပဲခန္ဓာရည်ရှိတယ်လို့မှတ်ချက်ပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ဒီဇင်ဘာလ10ရက်နေ့မှာစစ်တပ်ဟာတရားဝင်နောက်ဆုတ်ခဲ့ပါတယ်စစ်ပွဲရသွားခဲ့ပြီးတော့အီမူးတွေကတော့သူတို့ရဲ့မြေကိုအောင်ပွဲခံခဲ့ပါတယ်ဒီစစ်ပွဲဟာတမိုင်းမှာလူသားတွေရဲ့စစ်ရေးနည်းဗျူဟာကိုတဘာဝကအနိုင်ယူခဲ့ရတဲ့ရည်စရာကောင်းတဲ့ဖြစ်ရမှန်အဖြစ်နဲ့ကြန့်ရှိနေခဲ့တာပါစစ်ပွဲပြီးတဲ့နောက်မှာတော့အစိုးရကပုံမထီရောက်တဲ့နီလန်းတွေကိုအသုံးပြုခဲ့ပါသေးတယ်အီမူးတကောင်ကိုတန့်ရင်စုကြီးငွေပေးတဲ့စနစ်ကိုကျင့်သုံးခဲ့ပြီးနောက်ပိုင်းမှာတော့အီမူးတွေရဲ့လှုပ်ရှားမှုကိုကန့်သတ်နိုင်တဲ့အေယာမရှန်စည်းရိုးကြီးတွေကိုတိုးရှက်တိဆောက်ခဲ့တာကပုံမူပြီးတော့အကျိုးသက်ရောက်မှုရှိခဲ့တာပါဩစတြေးလျအတွက်တော့ဒီစစ်ပွဲဟာချက်စရာကောင်းတဲ့အမှတ်ရစရာတစ်ခုဖြစ်ခဲ့ပေမဲ့လို့ကမ္ဘာကြီးအတွက်တော့အစင်းမြင့်လက်နက်တွေကတောင်တဘာဝအံ့ဩစရာစွမ်းရည်ကိုအနာမယူနိုင်ဘူးဆိုတဲ့ထူးဆန်းတဲ့သင်ခန်းစာတစ်ခုအဖြစ်ကြန့်ရှိနေစေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့1932ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဩစတြေးလျနိုင်ငံနဲ့ဒီငှက်အုပ်စုကြီးပေါ့နော်အီမူးလို့ခေါ်တဲ့ငှက်အုပ်စုကြီးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲလို့တမိုင်းမှာတွင်ကြံခဲ့တဲ့စစ်ပွဲတစ်ခုရဲ့အကြောင်းကိုအကျဉ်းချုပ်ဖော်ပြပေးသွားတာပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာဒေါ်လာအကြောင်းအရာလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပြီးတော့ notification လေးနှိပ်ခဲ့ပေးဖို့လည်းတောင်းဆိုလိုက်ပါရစေရှင်။ကျေးဇူးများကြီးတင်ပါတယ်။